ဆွဲပြီးရင်တော့ဒါဆိုရပြီရေခဲတော့ကျိုးချီနေလေးပြပေးတယ်ဒီကျိုးကတော့ကျိုးတစ်ချက်ပြဒီကျိုးကဘယ်ကျိုးဖြစ်ဖြစ်ရဒီကျိုးတော့ခိုင်နေဆိုရဒီမှာrecord ယူထားပေးတာဟိုနောက်တစ်ခါကျရင်ကိုပေါ့သွားကြည့်ပြီးတော့လုပ်လို့ရအောင်နောက်တစ်ခါပြန်ကြည့်အောင်ဒီဘူးကဆွဲဖို့အတွက်နော်ဒါဆိုရပြီပေးတထုပ်ပေးတထုပ်ပေးဟုတ်ဒါဆိုနည်းနည်းတော့ရှိသေးတယ်မဟုတ်ဒီတိုင်းသုံးပါလားထပ်ထည့်ရင်လည်းရသေးတယ်ရလားထပ်ထည့်လိုက်မယ်တအိတ်လားအစင်ပြေတယ်လို့ဒီနားလောက်ထည့်မဟုတ်လေကိုဘယ်လောက်ထည့်ကျင်လဲပုံမှန်ထည့်နေတာကျွန်တော်ပေါ့လိုချင်တဲ့အနေထားပဲပြောခွက်ချင်တယ်မလို့ခွဲနေပြန်မဲ့နှုတ်ဘယ်ခါကျွန်တော်ပြောဟိုကဘူးလေးနဲ့ထဲလို့ပြောပုံမှန်ဆိုဒီကရောရဲ့နှခမ်းပဲပြောဒီမှာတော့အနီးကလာကြည့်လားပြရမှာဒီမှာဒီတိုင်းနော်ဒီတိုင်းကိုဒီမှာဒီလိုလေးခြီလိုက်ဒီလိုလေးခြီထွက်မှာဆိုလို့ဒီလိုလေးလုံးလိုက်ဖောက်တယ်တောင်ရနေမှာနော်ရပြီဒီမှာကြည့်အနီးကလာပြလားဒီမှာလက်နဲ့ချောင်းလေးလိုတင်ပြီးဒီမှာဒီလိုလေးနော်ဒီလိုတင်ပြီးဒီမှာတစ်ချက်ဒီလိုမှု့လိုက်မှု့ပြီးလို့ရှိရင်ဒီမှာဒီအစလေးကိုဒီလိုဆွဲလိုက်ဆွဲပြီးဒီမှာနော်ဒီကောင်အစရှည်လို့ရှိရင်ဆွဲထုတ်လို့တိတ်မကောင်းအစရှည်ဓာတ်ကြီးဆွဲရတယ်ကြည့်လိုက်ဒီမှာကြည့်အစရှည်ဘယ်လိုဖြစ်လဲဆိုတော့ဒီမှာကြည့်ဒီလိုဖြစ်သွားဒီလိုဖြစ်သွားရင်မှာအစရှည်ရင်သူကဒီရဲ့အထုံးကိုဆွဲထုတ်ရတယ်ဒီမှာအစရှည်တော့ဒီလိုဖြစ်သွားအောင်အစရှည်တော့ဒီမှာကြည့်အဲ့ဒါလက်တွေ့ပြဒါအစရှည်ထုတ်လို့မကောင်းဆိုတာဒီမှာအစရှည်တခုတော့ရှိတယ်ဒီတိုင်းချိမယ်ဆိုလို့ရှိရင်တော့ဒီကျိုးဖြုတ်လိုက်အဲ့လိုအထုံးတိုင်းထားမယ်ဆိုရင်ဒီကျိုးဖြုတ်လိုက်ရရတယ်ဒါအထုံးတိုင်းထားမယ်ဆိုဒါကတော့အထုံးတိုင်းဒါဆိုအထုံးတိုင်းမဟုတ်ဘူးခုနပုံစံတိုင်းဆိုလို့ရှိရင်တော့ဒါနည်းနည်းရှည်များသေးရတယ်ဒီမှာပါကြည့်အထုံးတိုင်းမများဘူးထိတ်ဆွဲတာဆိုပြမယ်ဒီမှာဒီလိုပဲဒီတိုင်းလေးဆွဲလိုက်နော်ဆွဲပြီးလို့ရှိရင်ဒီလိုလောက်ဒီလိုချီပြီးရင်ဒီမှာဖောက်စားတယ်တက်ခတ်တော့ဒီမှာဒါဆိုလို့ရှိရင်စဟိုနေဖြစ်တယ်ကွာမဆွဲခင်တည်းကွာနည်းနည်းလေးဒီလိုလေးလောက်လိုက်နော်နည်းနည်းလေးဆွဲလိုက်သူကထိတ်ဟာလို့ဆွဲလိုက်ဒီမှာဆွဲပြီးရင်ဒီမှာဒါဆိုရပြီနော်ဒါကတော့ထိတ်ထိတ်နာထီနေတဲ့ကတ်ပေါ့အဲ့လိုမှမဟုတ်ဘူးခုနလိုဆွဲလိုက်လို့ရှိရင်သူက2မျိုးရတယ်ဒီတစ်မျိုးကကြတော့ဒီလိုလေးဒီတစ်မျိုးကြတော့ဒီလိုအထုံးလေးကိုကဘယ်လိုပုံစံလိုချင်လဲပေါ့နော်ဒီလိုအထုံးလိုချင်တယ်ဆိုလို့ရှိရင်တော့အနောက်ကဘာဘူးမှချီမထားနဲ့အထုံးလိုချင်ဘူးချီမထားနဲ့ဒီလိုမျိုးဆိုရင်တော့ဘူးချီတာဘာဖြစ်လို့ဘူးချီထားတာမချီတာဘာကွာလဲဆိုတော့ဘူးမချီထားလို့ရှိရင်လက်ကဒီလိုဆွဲရနာတယ်ဘူးလေးနဲ့ကြတော့ဒီဘူးလေးနဲ့ကင်ဆွဲလို့ရတယ်အဲ့တော့အထုံးလုပ်ချင်တာလားဒီလိုအဆွဲလုပ်ချင်တာလားစဉ်းစားကြည့်အထုံးလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ဟိုအားမရှိထားနဲ့ဒီလိုအဆွဲလုပ်ချင်တယ်ဆိုတော့ထုတ်ပြမယ်နည်းနည်းလေးပြေကန်ဒီလောက်လေးထည့်တယ်နည်းနည်းလေးလျှော့လိုက်မသိမသားနည်းနည်းလေးပြဒီမှာတလောက်ဆိုချီလို့ကောင်းသွားပြီတော့ထိတ်လေးကိုတော့လိန်ုံလေးကိုကထိတ်လိုချင်တာလားအောင်နေဖြစ်ချင်လားကိုကကျန်မှာလာကြည့်အဲ့ဒါဆိုရင်ထိတ်ချီရတာထိတ်လေးကိုမှနည်းနည်းလေးကင်လို့ရအောင်လေအဲ့ဒါကိုဒီမှာဘူးမရှိတော့ဘာဖြစ်လဲဆိုတော့ဒီကောင်ပေါ့နေဒီကဘူးနဲ့ဆိုတော့ပိုကောင်းတယ်ဆိုတော့ဘူးမရှိတော့ဒီမှာလက်တန်းလေးနဲ့ချိတ်ရတယ်ချိတ်ပြီးတော့ဒီမှာလက်နှစ်ချောင်းနဲ့ဒီမှာလက်တန်းနဲ့ချိတ်ရတယ်လက်နှစ်ချောင်းနဲ့ဒီလိုကင်ပြီးရင်ဒီမှာတပတ်ဒီလိုလိန်ချလိုက်တပတ်လွယ်လေးလိန်ပြီးတာနဲ့ဒီမှာလက်တန်းလည်းမလွတ်နိုင်ဘူးဒီမှာဒီထိတ်ဖြားလေးယူလိုက်ဒီမှာထိတ်ဖြားလေးကိုယူပြီးတာနဲ့ဒီမှာဆွဲထိတ်ဖြားလေးမလွတ်နိုင်အောင်ဒီမှာဒီလိုလေးရောက်ပြီဆိုလွတ်လိုက်လို့ရပြီဆွဲလိုက်တော့ဒီမှာရပြီเนาะဒါလက်နာဘူးမရှိတော့ဆွဲပြီးရင်ဒီမှာဒီကောင်ကိုတင်းတင်းလေးလို့ဆွဲထုတ်လိုက်ဒါချီပြီးသားလေးဖြစ်သွားတယ်เนาะဒါဒီလိုဆွဲလိုက်အဲ့လိုမှမဟုတ်ဘဲနဲ့ထိတ်ချီကျင်တာဆိုလို့ရှိရင်လည်းရတယ်ထိတ်ချီကျင်တာဆိုလို့ရှိရင်တော့ဥပအိတ်တွေဝယ်လာလို့ပေါ့နော်ဟိုထိတ်ချီဖို့အတွက်အိတ်တွေဝယ်လာလို့အိတ်တွေ
ရှည်နေတယ်ဆိုလို့ရှိရင်တော့တချို့တွေဟိုဟာပေါ့ဈေးနှုန်းတက်တာနဲ့ဟိုဟာဖြစ်အိတ်ရှည်နေတယ်ဆိုဒါမျိုးရှည်နေတယ်ဆိုလို့ရှိရင်နောက်တနည်းပြမယ်သူကဒါမျိုးရှည်နေတယ်ဆိုလို့ရှိရင်အိတ်ကိုဒီလိုပဲလိန်လိုက်ဒီကောင်ကလည်းဒီလိုပဲသူကကြတော့ဒီလိုပဲခုနပုံစံပဲနော်ဒီလိုလေးညှက်ထားကြီးဒီတိုင်းလေးသွားပြီးရင်ဒီလိုပဲသူကကြတော့လွယ်တယ်ဒီကောင်ဒီလိုလေးတင်းသွားပြီမလားဒီလိုတင်းသွားလို့ရှိရင်ဟိုနည်းနည်းလေးဆွဲလိုက်တင်းသွားပြီဒါကိုဒီလိုဆွဲမထုတ်တော့နဲ့ဒါဆိုရင်ဒီကောင်ကနောက်ကိုဒီလိုလေးဆွဲလာလိုက်ဒါဆိုအထုံးလေးပါဒီလိုအထုံးလိုချင်တာလားခုနလိုချင်တာကိုကဘယ်လိုပုံစံလိုချင်လဲလိုချင်တဲ့ပုံစံထုတ်ဟောခုနလိုဒီလိုအထုံးလိုချင်တယ်ဆိုလို့ရှိရင်တော့အရေကိုရှော့ထည့်လို့ရတယ်ဟိုလိုထားဆိုလို့ရှိရင်အရေကိုနည်းနည်းလေးလက်တစ်စက်လောက်လေးခြံထားပြီးတော့အောက်မှာဘူးနဲ့ထားအဲ့ဒါလက်နာတက်တာနောက်မှဆိုလက်နာကျိုးပါလေဒါဆွဲရတာအဲ့တော့ဒါတီးဝင်းချီထားလေဒီလိုအဲ့တော့ဒီမှာဒီလိုလုံးမလားဒီမှာဒီကအထုံးလေးအဲ့ဒါအထုံးမဟုတ်အဲ့ဒါအထုံးဒီမှာဒီ site ရှိတယ်အဲ့တော့ဘယ် site လိုချင်လဲကိုလိုချင် site တအားကြီးတော့မကွာလှပါဘူးနော်အဲ့တော့တအားကြီးမကွာဘူးဒီကထုံးတာနဲ့ဒါကိုလိုချင်တဲ့အတိုင်းထုတ်ပေါ့နော်ဒါမှတီးကြတာတခုကတော့ဒီလိုခြိလိုက်တာပိုကောင်းတယ်ဒီလိုအထုံးကြတော့အခက်မသိလို့ရှိရင်ဟိုပြန်ပြည်တာပဲဖြစ်မှာဆိုဒီလိုကတော့ပိုကောင်းတယ်ဒီလိုထုတ်ဖို့အတွက်ဟိုကြတော့ခုနလိုမျိုးပူးလေးနဲ့ခြိထားလိုက်ပြေးပြီးလည်းပြေးပါပြရအောင်ပါဘယ်လိုပုံစံလုပ်မှာမဟုတ်လေဘယ်လိုပုံစံထုတ်မှာအထုံးလားအထုံးထုတ်မှာဒါဆိုရင်တော့ဒါဆိုအထုံးရမယ်နော်အထုံးမလို့ခြင်းဘူးခုနလိုမျိုးဆိုရင်လည်းရတယ်ဒီကောင်အထုံးမဟုတ်ဟိုလိုကျုပ်ပြအောင်အဲ့ဒါပါကွာလဲဆိုတော့နည်းနည်းလေးတော့စဆွဲတဲ့ကွာသူကဒီမှာနည်းစကားပြောသွားဒီမှာလောက်ရင်သူကဒီလိုလေးလောက်တာဒီတိုင်းပဲဒီတိုင်းဘယ်မှာစကားပြောသွားလဲဆိုတော့ဒီချိန်မှာဒီလိုနေရာမှာဒီချိန်မှာဒီချိန်မှာတအားမဆွဲနဲ့တအားမဆွဲဒီမှာတဲ့ကွာသူကနည်းနည်းလေးမတင်းခင်တဲ့ကွာဒီရှုပ်နေတယ်ကွာဒီလိုနည်းနည်းဆွဲရသူကဘာဖြစ်သွားလဲဆိုတော့ဒီကောင်ကကြတော့ဟိုနည်းနည်းလက်နာဒီလိုကြတော့ဒီထိတ်ကိုမကတ်တာဖြစ်တဲ့အတွက်လက်နာတော့ဒီမှာဒီလိုဖြစ်သွားပြီလက်နာတော့ဒီမှာဒါကြီးကိုဒီလိုကြီးဆွဲတင်တယ်ဒီမှာပင်မန်းတယ်ပါဒီလိုကြီးဆွဲနေရတယ်ဒီရဲ့အစလေးကိုဒီအပေါ်ရောက်ဖို့အတွက်ဆွဲနေရတယ်ဒါလက်နာနော်အဲ့လိုမျိုးဒါဆိုလက်နာလို့ရှိရင်ဒီကထိတ်ကခြိထားရင်တော့အဆင်မပြေတော့မခြိထားဘူးဆိုသူကဒီလိုလေးဆွဲထုတ်လိုက်အောင်ပါအလုပ်တော့ရှုပ်တာကိုသူကဒီလိုဆွဲထုတ်လိုက်တယ်နော်တချို့ဆိုဒီမှာတန်ချောင်းလေးနဲ့ဆိုရှင်တော့ဆွဲထုတ်လို့နေဖြစ်တယ်အဲ့တော့ကိုကဘယ်လိုပုံစံထုတ်ခြင်းလဲထုတ်ခြင်းတဲ့ပုံစံဒါတရေခွင်းထက်တော့မြန်တယ်နော်မရပါခုနလိုမျိုးအကောင်းဆုံးကတော့ဒီအနေထားလောက်ထက်ဒီမှာဒီလောက်လေးပြောဆိုဒါတက်လက်မပေါ့နော်တက်လက်မစွန်းတက်လက်မလောက်ပဲကောင်းတက်လက်မလောက်ဆိုရင်တော့ဒီမှာဒီလိုထည့်လိုက်ဒီခြေလိုက်နော်ဒီလိုလိန်လိုက်တင်းလေးဖြစ်သွားတင်းလေးဖြစ်သွားပြီဆိုဒီမှာဒီလိုလေးကင်ထားပြီးတော့ဒါဒီလိုလေးဆွဲဘူးနဲ့မဟုတ်တဲ့ဘူးနဲ့ဘာလို့ဘူးချီကိုင်းလဲဆိုဘူးနဲ့ဆိုအောက်ကလေးနေရလေလေးနေတော့အောက်မှာပဲရှိအဲ့တော့ဒီလိုလေးကင်ပြီးတော့ဒီလိုလေးဆွဲပြီးတော့ဒီလိုလေးတစ်ချက်လိန်ပြီးတာနဲ့ဒီရဲ့ထိတ်စာလေးကိုဒီလိုလေးပြန်ယူလိုက်ယူပြီးတာနဲ့ဒီမှာဆွဲဒီမှာတွဲလွယ်သူကကြောင့်ထိတ်တူလေးဖြစ်တယ်ဘာမှလုပ်စရာမလိုနည်းနည်းလေးလုပ်တာနဲ့သူကအော်တိုဖြစ်သွားတယ်โอเคเนาะဒီလောက်ဆိုဆင်းပြေးရှင်လာတထုတ်လာထုတ်ကြည့်လိုက်ဒီမှာဟုတ်ပြီထိတ်အဖျားလေးကနေပဲလိမ့်ဖျားကိုနာလေးလိမ့်ဟုတ်ပြီအဖျားလေးလိမ့်ပြီးလို့ရှင်အဲ့လိုဆွဲတင်ဟုတ်ပြီလောက်ကြော်ချလိုက်ဟုတ်ပြီဟိုးထိတ်ဖျားလေးပြန်ယူလိုက်ယူပြီးလို့ရှင်အမကျိုးလေးကိုတင်းလေးဆွဲတင်းသွားပြီဒါဆိုတွေ့လားโอเคပါပြီမညာရအောင်မလားဒီမှာโอเคပါပြီတွေ့လားတွေ့ပါတယ်နည်းနည်းအလေးချင်းရသွားလို့ရှင်လက်မနာတော့အလေးချင်းမရခင်လေးလက်နာဘူးချီခိုင်းတာလေဆိုဘူးမချီလို့ရှင်ကျိုးရလူနွဲ့နေတော့ဘူးနဲ့ဆိုပြီးသွားပြီအဲ့တိုင်းလေးလို့ဟောမထိတ်ကြားလေးနဲ့ဒီမှာအထုပ်50 100လောက်ထုတ်ပြီးသွားပြီဆိုတာကျွမ်းကျင်တော့